အင်္ဂလိပ်စစ်သားတူကဂျပန်စစ်အရာရှိတူရဲ့ပြင်းထန်သောရက်တက်ကြီးကိုခံခဲ့ရပါတယ်စစ်တီလေးကျသွားချိန်မှာလဲဂျပန်စစ်ဗိုလ်ကခြေထောက်နဲ့သူ့ရဲ့ဘိုက်ကိုကန်ပါသေးတယ်နှိမ့်ဆက်တာမခံနိုင်တဲ့အဆုံးအင်္ဂလိပ်စစ်သားကဂျပန်အရာရှိရဲ့ခြေထောက်ကိုဆွဲဖမ်းပြီးမြေပုံကိုတွန်းချလိုက်ပါတယ်ထိုအချိန်မှာအနီးမရှိတဲ့ဂျပန်စစ်သားတွေကထိုအင်္ဂလိပ်စစ်သားကိုဒုတ်တွေနဲ့အပြင်းထန်ဝိုင်းရိုက်ကြပါတယ်ဂျပန်ရဲ့ပြင်းစားချက်ကြောင့်အဆိုပါအင်္ဂလိပ်စစ်သုံးမှန်ဟာတေတူမျိုးပါဖြစ်နေချိန်မှာအခြားအင်္ဂလိပ်အကျဉ်းသားများတဲ့ကဘိုးဘူးတူကရှေ့ကိုထွက်လာပြီးဂျပန်စစ်သားတွေကိုရက်တန့်စေပါတယ်ဘိုးဘူးကြီးကဂျပန်စစ်ဗိုလ်ကိုတတိပါစာချုပ်ကိုလိုက်တရန်တောင်းဆိုခဲ့ပါတယ်ထိုကဂျပန်အရာရှိကဘိုးဘူးကြီးကိုနှိမ့်မနှိမ့်ဆက်ရန်သူ့တပည့်တွေကိုအမိန့်ပေးလိုက်ပါတယ်ဂျပန်စစ်သားများကဘိုးဘူးကြီးရဲ့ပါဇက်ထဲကိုရေပိုက်တဲ့ရေထက်ကဘိုးဘူးရဲ့ဘိုက်ကိုရေပြည့်ပြည့်ခဲ့ကြပါတယ်ထို့နောက်သူတို့ကရေတွေကိုအကုန်အန်ထွက်လောက်တဲ့အထိကိုဘိုးဘူးကြီးရဲ့ဝမ်ဘက်ကိုအပြင်းထန်ရက်နေကြပါလေဂျပန်တွေကလူမဆန်စွာပဲအင်္ဂလိပ်ဘိုးဘူးရဲ့ဘိုက်တဲ့ကိုထပ်မံရေထက်ကနှင်းစေခဲ့ကြပြန်ပါလေဗြိတိန်ဘိုးဘူးကြီးဟာလှုပ်ရှားမရဖြစ်ကအညိုမဲတွေဆိုတဲ့အထိအောင်ရက်တဲ့ထားကိုခံခဲ့ရပါလေတို့တော့ဘိုးဘူးကြီးကသူ့မှာလူအခွင့်အရေးအပြည့်ရှိတယ်ဟုယုံကြည်ထားစေပါဒုတိယကမ္ဘာစစ်ကာလကစင်ကာပူကျွန်းမှာတဆွဲထားတဲ့အင်္ဂလိပ်စစ်သား6000ကျော်ဟာတိုက်ပွဲမဆင်နွှဲပဲဂျပန်ထံကိုလက်နက်ချခဲ့ပြီးအကျဉ်းသားတွေဖြစ်ခဲ့ရတာပါဂျပန်တို့ကအင်္ဂလိပ်အကျဉ်းသားများကိုအုပ်ချုပ်ဖို့ဂျပန်စစ်တပ်ကအရက်ဆက်ဆုံးနဲ့လက်တံအတော်ဆုံးဘုံဘုံတူးကိုစေလွတ်ခဲ့ပါတယ်ထိုအရာကြီးကအစာအုပ်ပေါ်မှာရက်ကဗြိတိန်စစ်သားများအားမုန်းတိစွာကြည့်နေခြင်းမကြောက်ထူသူဆဲရင်းနေခဲ့ပါတယ်သူကအင်္ဂလိပ်အကျဉ်းသားအားလုံးကိုဂျပန်ရိုးရာဘူရှီဒိုဝါဒကိုနှိမ့်စင်လက်လာရဲ့အမိန့်ပေးခဲ့ပါတယ်ထို့နောက်ဂျပန်အရာကြီးကအင်္ဂလိပ်ပူပူကြီးကိုထပ်မံဖမ်းဆီးကအကျဉ်းသား6000နဲ့မိထားလန်ကို17လအတွင်းပြည်သူ့ကြောင့်တိစောက်ရန်အတင်းကျပ်တက်နှုံးခဲ့ပြန်ပါတယ်ထိုအခါအင်္ဂလိပ်ပူပူကြီးကတတိပါစာချုပ်ကိုထပ်မံပြောဆိုကဂျပန်အရာရှိအားအပြင်းနဲ့ကန့်ကွက်ပြောဆိုပါတယ်သူကဂုံရှိတဲ့အင်္ဂလိပ်လူမျိုးတွေဟာမိမိတို့ရဲ့ကိုယ်သိက္ခာကိုထိပါစေတဲ့ဘယ်အလိုမျိုးကိုမှမလိုဘူးဟုပြောဆိုခဲ့ကဂျပန်စစ်ဗိုလ်ကြီးကထွက်ခွာရန်ကြိုးစားခဲ့ပါတယ်ထိုကဂျပန်စစ်ဗိုလ်ကအလွန်ထောသားထောသားကဘုံဘူးကြီးကိုချက်ချင်းပြစ်တက်လိုက်ပါတယ်ဂျပန်စစ်ဗိုလ်ရဲ့လိုရဲ့ကြောင့်အခြားအင်္ဂလိပ်အရာရှိအကျဉ်းသားတွေကအလွန်ကြောက်ရွံ့သွားခဲ့ပါတယ်ဂျပန်တို့ကအခြားအင်္ဂလိပ်စစ်သားတွေကိုသူတို့ပေးတဲ့အမိန့်ကိုမနာခံရင်ဒီလိုဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဘုံဘူးကြီးရဲ့အလောင်းကိုရေပြင်ပေါ်မှာပစ်ထားပြီးတော့တင်ငန်းစာပေးခဲ့ပါလေထိုအချိန်ဒီမှာမခံမဲနဲ့ဖြစ်သွားတဲ့စစ်သုံးမှန်တူဖြစ်တဲ့မေဂျာကမ်ဘက်ကဂျပန်တွေကိုကြီးဆိုင်ရန်ရှေ့ကိုထွက်လာခြင်းခဲ့တော့လေအဖွဲ့ဝင်တွေကသူ့ကိုတားခဲ့ကြပါလေအင်္ဂလိပ်စစ်သားများကဘုံဘူးကြီးတို့ဇာပရက်ကိုအချင်းချင်းသာပြုလုပ်နိုင်ခဲ့ကြပါလေရင်းခန်းသားမှာကမ်ဘက်ကဂျပန်တို့ထံမှာလက်နက်ချခြင်းကသူတို့အတွက်အမှားကြီးတစ်ခုဖြစ်ကြောင်းနားလည်သွားခဲ့ပြီးဘုံမှုကြီးအတွက်လက်စားချီရန်ဂတိပြုခဲ့ပါတယ်မကြမီပါပဲအင်္ဂလိပ်ကျင်းသားတွေဟာမိရထားလက်တိဆောက်ရန်စတင်လှုပ်ဆောင်ခဲ့ရပါတယ်ဂျပန်တို့ကတတိကို16နိုင်လှုပ်လို့စီပြီးထမင်းသုံးတဲ့အစားတက်သက်သာကျွေးခဲ့ပါတယ်ကမ်ဘက်ကမိရထားလက်တိဆောက်နေစဉ်မှာသူနဲ့စိတ်ကြီးတူကြီးသူများကိုစူးစီးကခွဲထွက်ရုပ်ဖွဲ့ကိုဖွဲ့စည်းပါတယ်သူတို့အဖွဲ့ရဲ့အစီအစဉ်မှာဂျပန်စီကလက်နက်များကိုတင်းယူရန်အချင်းစကန်ကိုတင်းပိုက်ရန်ဂျပန်တို့ရဲ့ရက်ဆက်တဲ့အုပ်ချုပ်မှုကိုဖယ်ရှားရန်ဖြစ်ပါလေထိုအချိန်မှာနွားတကောင်ကရုတ်တရက်သူတို့အချင်းစကန်ထဲကိုဝင်ရောက်လာခဲ့ပါလေ